မှာဒီအချက်၅ချက်ရှိပြီလားဆက်စစ်ကြည့်ရအောင်နော်ကိုယ်ကလေးမှာဒီအချက်၅ချက်ရှိပြီလားဆက်စစ်ကြည့်ရအောင်နော်နံပါတ်1 self awareness မိမိကိုယ်ကိုသိနာလဲခြင်းဒါကအခြေခံအကြဆုံးပါကိုယ်ဘာကိုခံစားရလဲကိုယ့်ရဲ့အာသာချက်နဲ့အားနည်းချက်ကဘာလဲဆိုတာကိုသိရှိခြင်းက self awareness ပဲဖြစ်ပါတယ်အဲ့တော့ self awareness ကဘာကြောင့်အရေးကြီးတာလဲဆိုရင်ကိုယ့်ကိုယ်ကိုသိဖို့အင်မတန်မှအရေးကြီးပါတယ်ကိုယ့်ကိုယ်ကိုမသိတဲ့သူကကိုယ့်ရဲ့လိုအပ်ချက်ကိုမသိရှိတဲ့အတွက်ကိုယ်ဘာဖြစ်နေလဲဆိုတာကိုမသိတဲ့အတွက်ကြောင့်လို့ပြုပြင်ဖို့ခက်ပါတယ်ဒီအတွက်ကြောင့် growth mindset ရှိဖို့အတွက်ဆိုလို့ရှိရင်တော့ self awareness ကမရှိမဖြစ်အရေးကြီးပါတယ်နံပါတ်2 self management မိမိကိုယ်ကိုကောင်းစွာစီမံနိုင်ခြင်း self management ဆိုတာကကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ behavior ကိုယ့်ရဲ့စိတ်ခံစားချက်လေးတွေကိုယ့်ရဲ့အတွေးတွေကိုမှန်ကန်စွာအပြုသဘောဆောင်ပြီးတော့ regulate လုပ်နိုင်တဲ့အရေးချင်းကို self management လို့ခေါ်တယ်ပေါ့နော်အဲ့တော့ self management မှာဆိုရင်ဥပမာကျမတို့ဒေါသထွက်တယ်ကိုဒေါသထွက်တာကိုသိရုံနဲ့လုံလောက်လားဆိုမလုံလောက်သေးပါဘူးကိုဒေါသထွက်တဲ့အခါမှာကိုကအပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ဘယ်လိုမျိုးကိုယ့်ရဲ့ဒေါသကို release လုပ်မလဲပေါ့နော်ဒီအချက်က self management ရဲ့အရေးပါတဲ့အချက်ပါအဲ့တော့ self management ကဘဝမှာဘာလို့အရေးပါလဲဆိုလို့ရှိရင်ရုပ်တရက်ဘဝမှာအခက်အခဲတွေ့ရတဲ့အခါကျမတို့လက်မလျှော်ပဲနဲ့ဆက်လက်ပြီးတော့ပေါ့နော်ရင်ဆိုင်ပြီးတော့ကြော်လွှားနိုင်ဖို့အတွက်ဒီ self management skill ကအင်မတန်မှလိုအပ်ပါတယ်နံပါတ်3ချက် social awareness လူမှုရေးသိနာလဲခြင်းအဲ့တော့လောကကြီးမှာပေါ့နော်ကျမတို့လူတွေကတယောက်တည်းရက်တည်ပြီးရှင်းတဲ့နေထိုင်လို့မလွယ်ပါဘူးမဖြစ်ပါဘူးဒီအတွက်ကြောင့်ကျမတို့ကအများနဲ့ပေါင်းသင်းဆက်ဆံရတယ်အများနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာကျမတို့တယောက်နဲ့တယောက်ကိုယ်အကြိုက်သူ့အကြိုက်သိနာလဲဖို့လိုတယ်တယောက်ကိုတယောက်ကျမတို့လေးစားမှုရှိဖို့လိုတယ်တယောက်ကိုတယောက်ကိုယ်ချင်းစာစိတ်ရှိဖို့လိုတယ်ပေါ့နော်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာကိုယ့်ရဲ့အမြင်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့သူတစ်ပါးရဲ့ shoot out perspective ကနေပြီးတော့ဝင်ရောက်ကြည့်နိုင်စွမ်းသူတစ်ပတ်သားရဲ့နေရာကိုဝင်ရောက်ပြီးတော့ခံစားနိုင်စွမ်းရည်စတဲ့ empathy လို့ခေါ်တဲ့ကိုယ်ချင်းစာစိတ်တွေလည်းရှိဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့ social awareness ကဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ကျမတို့ကဒါလူတွေမှာပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်တွေဒါမဟုတ်ဘူးသိုံနဲ့မဟုတ်ဘဲနဲ့ပေါ့နော်သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကိုလည်းကျမတို့ကသိနာလေဖို့လိုပါတယ်အဲ့လိုမျိုးသူများရဲ့စိတ်ခံစားချက်ကိုနားမလည်တဲ့သူကအဖွဲ့အစည်းတွေမှာဥဆောင်မယ်ဆိုရင်အောင်မြင်နိုင်မှာမဟုတ်ပါဘူးဥဆောင်နိုင်မှာလည်းမဟုတ်ပါဘူးဒါကြောင့်မလို့ social awareness ကလည်းအင်မတန်မှအရေးပါပါတယ်နံပါတ်4ချက် relationship skills ပေါင်းသင်းဆက်ဆံရေးကြွချင်မှုပေါ့နော်အဲ့တော့ပေါင်းသင်းဆက်ဆံရေးကြွချင်မှုဆိုတာစကားများများပြောနိုင်တာကိုပြောတာမဟုတ်ပါဘူးရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခြင်းကိုဆိုလိုတာပါအဲ့တော့ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုနော် relationship တစ်ခုကိုတည်ဆောက်နိုင်ဖို့ဆိုလို့ရှိရင်အရေးကြီးဆုံးနံပါတ်1ကတော့ active listening လို့ခေါ်တဲ့နားထောင်နိုင်စွမ်းရည်ပါတစ်ဖက်သူပေါ်မှာစိတ်ဝင်စားနဲ့တစ်ဖက်သူပြောလာတဲ့အကြောင်းအရာလေးတွေကိုကျမတို့ကသိချလေးစိတ်ပါဝင်စားစွာနားထောင်နိုင်စွမ်းရည်ရှိဖို့အင်မတန်မှလိုအပ်ပါတယ်။နံပါတ်2အချက်ကတော့ conflict resolution လို့ခေါ်တဲ့ပဋိပက္ခဖြေရှင်းနိုင်ခြင်းပါ။ဒါကလည်းလိုအပ်ပါတယ်။နောက်နံပါတ်3အချက်ကတော့ teamwork လို့ခေါ်တဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရည်ပါ။အဲ့တော့ဒီ3ချက်ပူးပေါင်းပါဝင်ပြီးတော့ relationship skill ကိုတည်ဆောက်ပြီးတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ဒီလုံခင်မှာဆိုလို့ရှိရင်အောင်မြင်တဲ့လူတရားမှာ85ယောက်ကဒီ relationship skill ကအကောင်းကြတဲ့အတွက်ကြောင့်မလို့ဒါအောင်မြင်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ relationship skill ကလည်းအင်တာမှာအရေးကြီးပါတယ်ရှင်။နံပါတ်5အချက်ကတော့ responsible decision making တာဝန်ယူမှုရှိစွာဆုံးဖြတ်ချက်ချနိုင်တဲ့အရေးချင်းပါဒီအရေးချင်းကလည်းအင်တာမှာလိုအပ်ပါတယ်အခြေအနေတွေကိုခွဲခြားစိတ်ဖြာပြီးတော့ analyze လုပ်နိုင်ပြီးတော့ပေါ့နော်အသစ်နဲ့အညီပေါ့နော်ကိုရောသူဖက်လူရောအကျိုးရှိစေမဲ့ဆုံးဖြတ်ချက်ကိုချနိုင်တဲ့စွမ်းရည်ပါဒီချက်တွေကလေးတယောက်ကိုအရွယ်ရောက်တဲ့သူဖြစ်ပြောင်းလဲပေးနိုင်မဲ့တော့ချက်ပါပဲ